လူငယ်လေးအများစုကမကောင်းတာတွေစိတ်ရှုပ်စရာတွေဒီလိုမျိုးမုန်တိုင်းထန်တဲ့အချိန်လေးတွေဆိုလို့ရှိရင်အရန်စိတ်ညစ်တတ်ကြတယ်အရန်စိတ်ရှုပ်တတ်ကြတယ်ပေါ့နော်ဒါလူငယ်တိုင်းမဟုတ်ပေမဲ့အများစုမှာတော့ဒီလိုမျိုးလေးတွေမှမြင်တွေ့ရတယ်ပေါ့နော်ဒီလိုမျိုးမုန်တိုင်းလေးတွေခတ်ထန်လာတဲ့အချိန်ကိုကမလိုချင်ဘူးဟေ့လို့ပြောတာကမရီအတွက်ဆိုလို့ရှိရင်ငါကအောင်မြင်မှုတွေကြက်ခိုင်မှုတွေတန်မာခြင်းတွေ success တွေကိုငါမလိုချင်ပါဘူးဆိုပြီးညင်းနေရတဲ့အတူတူပဲလို့မရီကမြင်ပါတယ်အကြောင်းကတော့ဘလောက်ပဲပြင်းထန်တဲ့မုန်တိုင်းတွေဖြစ်နေပါစေဒီမုန်တိုင်းတွေကိုကိုကကြော်ဖြတ်ကမယ်ကိုစီရောက်လာတဲ့ပြဿနာတွေကိုဖြေရှင်းရမယ်လဲကြတိုင်းလဲပြန်ထမယ်ဆိုတဲ့အရာတွေကကိုယ့်ရဲ့ resilience ကိုယ့်ရဲ့တန်မာမှုတွေကိုပို့ပြီးတော့ခိုင်မာအောင်လို့တည်ဆောက်နေရတဲ့အတူတူပါပဲခန္ဓာကိုယ်လာခြင်းလို့ဂျင်မနီဆော့ယောဂတွေဆော့ရတဲ့အတူတူပါပဲဒီလိုမျိုးပြဿနာတွေမုန်တိုင်းထန်တဲ့အချိန်တွေဆိုတာကစိတ်ရဲ့လေ့ကျင့်ခန်းတစ်ခုပါပဲလောကကြီးမှာရှိနေတဲ့တဘာဝတရားကြီးလိုပဲမိုးရွာတဲ့အချိန်မိုးရွာမယ်ပုံတိုင်းနေတိုက်တဲ့အချိန်ပုံတိုင်းနေဝင်မယ်စန့်ကျင်ဘက်အနေနဲ့ရာသီဥတုအရန်ကောင်းပြီးတော့နေလို့အရန်ကောင်းတဲ့အချိန်တွေလည်းမရှိဘူးမဟုတ်ဘူးရှိတယ်ဒါကြောင့်မလို့လောကကြီးကနှစ်ဖက်မျှပြီးတော့အမြဲတမ်းလေပတ်နေရဆိုတဲ့အရာလေးကိုလည်းကိုကနားလည်ပြီးတော့ acceptance လုပ်တာဖြစ်တယ်လို့ဒီမျိုးမုန်တိုင်းနေထန်နေဆိုးရွားတဲ့အချိန်တွေဆိုတာကကိုယ့်ဘဝအတွက်မထင်မှတ်ထားတဲ့ chance တစ်ခုအရန်ကံကောင်းတဲ့ကံကောင်းခြင်းတွေကိုတည်လာပေးနိုင်မဲ့ဒိတ်ဘဝလေးတစ်ခုလည်းဖြစ်လာနိုင်တယ်လို့တော့အမေရိကမြင်ပါတယ်